မြို့ထဲမှာရှိတဲ့တိုက်ခန်းဟောင်းတစ်ခုကိုသူပြောင်းလာခဲ့တယ်အလုံးနဲ့နီးလို့ဈေးလဲတက်တာလို့ပဲတိုက်ခန်းကတန်ရှင်းပေမဲ့ထူးဆန်းတာတစ်ခုရှိတယ်လူတွေကအမြဲတမ်းတူညီတဲ့စကားတစ်ခုပဲပြောတယ်အခန်းခုံကိုမဖွင့်ပါနဲ့သူကတော့ပထမနေ့မှာပဲမေးလိုက်တယ်ဘာဖြစ်လို့လဲအိမ်ရှင်ကခဏတိတ်သွားပြီးမှပြန်ပြောတယ်အဲ့ဒီအခန်းကငှားမထားဘူးမရှိဘူးလို့ပဲမှတ်ထားပါဒါပေမဲ့သူသတိထားမိတာတစ်ခုရှိတယ်တိုက်ခန်းလျှောက်လမ်းမှာနံပါတ်ခွန်တကားတစ်ခုပေါ်နေတယ်ညဖက်တွေမှာစတင်ဖြစ်လာတာကအတန်တွေအရင်ဆုံးကတိတ်ဆိတ်တဲ့တကားခောက်တန်နောက်တော့တကားလက်ကင်လှုပ်တန်အထူးသဖြင့်ည7 နာရီမှ12 နာရီအတွင်းအမြဲတူညီတယ်သူတနေ့မအောက်နိုင်တော့ဘူးအခန်းခွန်တကားရှိကိုသွားတယ်တကားကပိတ်ထားတယ်ဒါပေမဲ့အေးဆက်ဆက်လက်ကင်ကလှုပ်နေတယ်အတွင်းကနေတယောက်ယောက်ရှိနေတယ်လို့ပဲနောက်တညမှာတော့အတန်ကပြောလာတယ်တကားအပြင်ကနေမဟုတ်ဘူးသူ့အခန်းထဲကနေပြောတဲ့အတန်ကမင်းငါ့ကိုမေးထားလို့မရဘူးသူလှည့်ကြည့်လိုက်တော့ဘာမှမရှိဘူးဒါပေမဲ့အိယာဘော်ကဖုန်းစခရင်ကအလိုလိုဖွင့်နေတယ်အဲ့ဒီထဲမှာပုံတစ်ပုံကိုရိုင်းအခန်းခွန်ထဲမှာရက်နေတဲ့ပုံနောက်နေ့မနက်အိမ်ရှင်ကိုမေးကြည့်တယ်အိမ်ရှင်ကတိတ်ဆိတ်သွားတယ်ပြီးတော့တိုးတိုးလေးပြောတယ်မင်းအရင်ကဒီမှာနေဘူးတဲ့လူတစ်ယောက်ရှိတယ်ဒါပေမဲ့သူကအခန်း9ထဲမှာဝင်သွားပြီးပြန်မထွက်လာတော့ဘူးသူတုံးလှုပ်သွားပြီးမေးလိုက်တယ်အခန်းခွန်ကဘယ်မှာလဲအိမ်ရှင်ကသူ့ကိုမကြည့်ပဲပြောတယ်မင်းနေ့တိုင်းဝင်ထွက်နေတဲ့နေရာပဲညရောက်လာတယ်မီးပြတ်သွားတယ်တိတ်ဆိတ်သွားတယ်ပြီးတော့အခန်းခွန်တကားကသူ့အခန်းထဲမှာပဲပေါ်လာတယ်အရင်ကမရှိခဲ့တဲ့နေရာမှာတကားကဖြည်းဖြည်းပွင့်လာတယ်အတွင်းကနေသူ့အတန်ထွက်လာတယ်အခုတော့မင်းအလှဲ့ပဲမနက်မိုးလင်းတော့တိုက်ခန်းမှာအခန်းခွန်ဆိုတာမရှိဘူးဒါပေမဲ့လူတစ်တယောက်ကအဲ့ဒီတိုက်ခန်းကိုဝင်လာတဲ့အခါသူတို့အားလုံးတူညီတဲ့စကားပဲပြောကြတယ်အခန်းခွန်ကိုမဖွင့်ပါနဲ့